လူတယောက်ရဲ့ကောင်းကွယ်ချီပဲလိုချင်လို့တော့မရဘူးရဲ့တွန်တွဲတဲ့ဆိုကွယ်လဲပါမယ်အဝင်ခွင့်ချဆူတောင်းသမျှပြည်စုံအောင်ဘယ်ပြရမှမစွမ်းနိုင်ဘူးနိစတာနဲ့ရောင်ရဲကြရတာလေမင်းအသိပါပဲအကြောက်တိုင်းအပြစ်ကလေးတော့ရှိတယ်လူတိုင်းချိုးရင်ချက်ရှိမယ်တဘာဝရဲ့သဘောတရားတစ်ခုပါပဲပုံစံတစ်ခုတည်းဇွတ်အတင်းသွတ်သွင်းနေရင်ငကိုရှိရင်ဆွဲကုန်အင်းပျက်စီးမဲ့အရေးပြန်ငယ်ကွက်တင်တာလေမင်းအသိပါပဲ